အာဏာသိမ်းစစ်တပ်က2025ခုနှစ်နှစ်ကုန်ပိုင်းမှာစလုပ်ခဲ့တဲ့အတူရောင်ရွေးကောက်ပွဲရလဒ်တွေအရလွှတ်တော်အစည်းအဝေးစနေပြီဖြစ်ပြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌနေရာတွေကိုရွေးပြီးပါပြီ။အဲဒီလိုရွေးချယ်ရမှာစစ်တပ်ကြောတော့နောက်ခံပေးထားတဲ့ကြမ်းခိုင်ပါတီဥက္ကဋ္ဌဖြစ်တဲ့ဗိုလ်မှူးချုပ်ဟောင်းခင်ရီကနိုင်ငံတော်အင်အားစင်အရနံပါတ်4မှာရှိတဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာပါတယ်။ဆရာနာရှင်အစိုးရ2ဆက်ပါခဲ့တဲ့ဦးခင်ရီဘာတွေလုပ်ခဲ့သလဲဆိုတာကိုမျက်စိစင်ကပြောပြပေးထားပါတယ်ရှင်။အားလုံးထိုင်နိုင်ကြပါပြီခင်ဗျာ1952ခုနှစ်မှာမွေးတဲ့ဦးခင်ရီဟာအခုဆိုရင်အသက်84နှစ်အရွယ်ရှိပါပြီ။သူ့ကို AR တိုင်းမြောင်းမြမြို့နယ်ကဝက်ကြီးရွာမှာဝေဖွာခဲ့ပါတယ်။1982ခုနှစ်မှာရန်ကုန်စီးပွားရေးတက္ကသိုလ်မှာစာရင်းအင်းပညာဘာသာရပ်သင်ကြားခဲ့ပြီးအဲ့ဒီကနေတစ်နှစ်အကြာ1982ခုနှစ်မှာဘူလောင်းတင်တဲ့အပတ်စဉ်ဆက်ခွန်ကိုတက်ရောက်ခဲ့ပါတယ်။စစ်တပ်ကတူအပတ်စဉ်16စင်းဖြစ်တဲ့စစ်ကောင်းဆောင်ဘူဂျုံမှုကြီးမင်းအောင်လှိုင်ထက်အပတ်စဉ်2ခုစောပါတယ်။စစ်တပ်အရာရှိဘဝကကရင်ပြည်နယ်မှာစစ်စင်ရေးတစ်ခုမှာကြည်18ချက်မှန်ခဲ့ဘူးပြီးတေစရင်မှာ4လခွဲနေခဲ့ရတယ်လို့သူကဂုဏ်ယူစွာပြောလိရှိပြီးကြည်အချို့ခန္ဓာကိုယ်ရဲ့ရှိနေသေးတယ်လို့လည်းဆိုပါတယ်။ကျွန်တော်ဘိုင်ဒန်မှာကြီးတာ2000ရှိတယ်။ခွဲလို့ဖြစ်စီအဘကပေးတယ်ဦးခင်ရီဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တွေမှာစစ်ဗျူဟာမှုနဲ့မြောက်ပိုင်းတိုင်းစစ်စင်ရေးကိုကဲရေးမှုအဖြစ်တာဝန်တွေယူခဲ့ပြီးဗိုလ်မှူးချုပ်အဆင့်အထိစစ်တပ်မှထမ်းဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်2002ခုနှစ်မှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ရဲချုပ်ဖြစ်လာပြီး2011ခုနှစ်မတ်လအထိ10နှစ်ကျော်ကြာရဲချုပ်ရောပြည်ထရေးဒုဝန်ကြီးအဖြစ်ပါတာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူဟာစစ်အာဏာရှင်အစိုးရရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ပြည်သူနဲ့နိုင်ငံရေးလှုပ်ရှားသူတွေကိုပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့သူဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ဦးဆောင်ကော်မတီဝင်တစ်ယောက်ဖြစ်တဲ့ဦးထွန်းကြည်ကပြောပါတယ်။တိုင်းပြည်ကိုဖျက်ဆီးခဲ့တာကအဲ့ထဲမှာ तू ကချင်းမြော့လက်သက်တရခံပဲအဲ့ဒါကဘာလဲဆိုတော့စစ်အာဏာရှင်စနစ်ပေါ့နော်တည်တံ့ခိုင်မြဲရေးအတွက်ကို तू ကနေပြီးတော့အထောက်အကူပြုခဲ့တာဘယ်ဘက်3ယောက်ညာဘက်3ယောက်အောင်စားသူကြီးတုံးသူရဲချုပ်တာဝန်ယူထားတဲ့ကာလ2003ခုနှစ်မေလကုန်မှာဖြစ်ခဲ့တဲ့တပည့်ရင်းလူသက်ပွဲအတွက်အဓိကတာဝန်ရှိသူတွေတဲ့အဲ့ဒီအချိန်ကတရားဥပဒေစိုးမိုးရေးတာဝန်ယူထားရတဲ့ဦးခင်ရီလည်းအပါဝင်ဖြစ်ပါတယ်။ NLD ပါတီဒုဥက္ကဋ္ဌဦးတင်ဦးအထွေထွေအတွင်းရေးမှူးဒေါအောင်ဆန်းစုကြည်နဲ့ပါတီဝင်တွေလိုက်ပါလာတဲ့ရင်နှန်းကိုကြက်ခိုင်ရဲ့အသင်းဝင်တဲ့စွမ်းအားရှင်တွေကတပည့်ရင်းမြို့နယ်ကြည်ရွာမှာရိုက်နှက်ခဲ့ကြပါတယ်။ဒါအပြင်2000ရွှေဝါရောင်လှုပ်ရှားမှုတွေမှာပါဝင်တဲ့တန်ဃာတော်တွေနဲ့အရက်သားတွေကိုအကြမ်းဖက်ဖြိုခွင်းတဲ့ဖြစ်စဉ်တွေမှာလည်းစစ်တပ်သားမကခင်ရီရဲ့လက်အောက်ခံရဲအပါဝင်ကြမ်းခိုင်နဲ့စွမ်းအားရှင်တွေကအဓိကပါဝင်ခဲ့ကြပါတယ်။အဲ့ဒီရွှေဝါရောင်တန်ဃာအရေးတော်ပုံမှာဥဆောင်ပါဝင်ခဲ့ပြီးစစ်အစိုးရရဲ့ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ရွှေဝါရောင်တန်ဃာတော်တစ်ပါးဖြစ်တဲ့ဆရာတော်ဦးအိတ်တရိယကအဲ့ဒီတုန်းကသူကြုံတွေ့ခဲ့ရတဲ့ဦးခင်ရီလက်အောက်ကရဲတပ်ဖွဲ့ရဲ့တန်ဃာတော်တွေအပေါ်ဆက်ဆံခဲ့ပုံကိုအခုလိုပြန်ပြောပြပါတယ်။တန်ဃာတွေကိုဘာပြောညာပြောနဲ့အဲ့ဒီဘာဟာမှာဝင်ပြီးတော့နဘတ်တုတွေနဲ့ရိုက်တာပဲ။အဲ့ဒါမှပြီးတော့ကားပေါ်ဆွဲပစ်တယ်။ညာတော်တော်လေးပူစုပဆက်လုပ်ခဲ့တာပဲလေ။ဒါလည်းခင်းကြီးလက်ချက်ပဲ။1993ခုနှစ်ကြက်ခိုင်ရဲ့အသင်းစတင်တည်ထောင်ခဲ့စဉ်ကတည်းကအမကန်ကေတာတဦးအဖြစ်ပါဝင်ခဲ့တဲ့ခင်ရီဟာလက်ပတ်နီစွာရှင်လို့နာမည်စုနဲ့ကြော်ကြတဲ့လက်မရွတ်အဖွဲ့တွေကိုလည်းကင်တွယ်ခဲ့သူအဖြစ်နာမည်ကျော်ပါတယ်။2009ခုနှစ်ကပေါက်ကြားခဲ့တဲ့ရန်ကုန်အခြေစိုက်အမေရိကန်တန်ယုံရဲ့လျှို့ဝှက်ကြီးနှန်းတစ်စောင်းမှာစစ်ဆိုးရလက်ထက်မှာစွာအားရှင်တွေကိုစခန်းသွင်းလေ့ကျင့်ပေးခဲ့တဲ့အပြင်တခါတရံလက်နက်ကင်ဆောင်စေခဲ့တယ်လို့ရဲချုပ်ခင်ရီကိုယ်တိုင်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်သောမတ်အိုဟေးကင်တာနာကိုဖွင့်ဟခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်မဘာသာလို့ခေါ်တဲ့အမျိုးသားရေးအစွန်းရောက်အဖွဲ့တွေကိုလည်းနောက်ွယ်ကကင်တွယ်ခဲ့တဲ့သူလို့ကြော်စောပါတယ်။သူဟာ2020ရွေးကောက်ပွဲအပြီးမှာရွေးကောက်ပွဲကော်မရှင်ကိုကန့်ကွက်တာနဲ့တပ်မတော်ထောက်ခံပွဲတွေကိုအောက်မြန်မာပြည်မြို့ကြီးတွေမှာလှုပ်ဆောင်မှုစိတ်စော်သူဖြစ်တယ်လို့သမ္မတရုံးဝန်ကြီးဟောင်းဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးစိုးသိန်းကသူ့ရဲ့ဒီမိုကရေစီဒုတိယအစိုးရတစ်နဲ့မြန်မာနိုင်ငံဒုတိယတွဲဆိုတဲ့စာအုပ်မှာရေးသားထားပါတယ်။
ဥခင်ကြီးရန်ကုန်မှာစီစဉ်တဲ့တက်ထောက်ခံပွဲတွေအနေနဲ့အာနာမသိန်းခင်17ပွဲနဲ့အာနာသိမ့်ပြီး17ပွဲစုစုပေါင်း22ပွဲရှိခဲ့တယ်လို့သူကဆိုပါတယ်။ဥခင်ကြီးကင်တွယ်ခဲ့တဲ့အဖွဲ့တွေရဲ့လက်သုံးစကားကတော့အမျိုးဘာသာသာသနာကာကွယ်ဖို့ဆိုတာပါ။သူတို့လုပ်တဲ့စုဝေးပွဲတွေဆန္ဒပြပွဲတွေမှာဒါတွေကိုဟောပြောကြွေးကြော်ကြပါတယ်။ဒါပေမဲ့အဲ့ဒါဟာလှည့်ပြားမှုတစ်ခုပဲဖြစ်တယ်လို့ဦးထွန်းကြည်ကပြောပါတယ်ရုပ်တရက်ကြည့်လိုက်ရင်တို့ကမျိုးချစ်ပုံတိုင်းပြည်ကိုအရန်ချစ်တယ်ပေါ့နော်နောက်တစ်ခုကအမျိုးသားရေးဝါဒီကြအဲ့ဒါတွေအားလုံးကချင်းရွက်ဂျင်းနေပြီပဲ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ဆရာတော်ဦးအိတ်တရိယကလည်းဦးထွန်းကြည်လိုပဲဥခင်ကြီးကင်တွယ်ခဲ့တဲ့အဖွဲ့တွေဟာအမျိုးဘာသာသာသနာအတွက်ဆိုတာကိုမယုံကြည်ပါဘူး လုံးဝမဖြစ်နိုင်ပါဘူးလုံးဝမထင်တာမဟုတ်ဟုတ်ကိုမဟုတ်တာဘာမှအမျိုးဘာသာသာနာဆောက်ရှောက်တာလည်းမဟုတ်ဘူးအဲ့ဒီကောင်ကဖရပြီးတော့လုံးတဲ့ဟာတစ်ခုပဲသူကသူ့ရဲ့အထက်လူကြီးသဘောကျအောင်ခိုင်းတဲ့ဟာမှနှများကိုအဲ့ဒီတည်မသိမ်းထုတ်ပြီးတာပေါ့နော်အဖြစ်အမောက်လုပ်ငန်းလုပ်တာကောင်းတဲ့လုပ်ငန်းလုပ်တာ ဥခင်ကြီးရဲချုပ်တာဝန်ယူစဉ်ကရန်ကုန်မြို့မှာပောက်ကွဲမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေမှာလည်းမဆိုင်သူတွေကိုဆွဲချက်တင်ကဖမ်းဆီးထောင်ချခဲ့ကြတာတွေကြောင့်မိသားစုအတိုက်မြုံပြိုပွဲကဘဝပြတ်ခဲ့ကြတဲ့သူတွေလည်းရှိခဲ့ကြပါတယ်ထင်ရှားတဲ့တာတကားတွေအနေနဲ့2005ခုနှစ်မေလကရန်ကုန်မြို့ကကုန်တိုက်3ခုမှာတရက်ထဲဘုံပေါက်ကွဲခဲ့တဲ့ဖြစ်စဉ်နဲ့2010ပြည့်နှစ်တကြံကာလကန်တော်ကြီးပတ်လန်းက H2 ကိုရေကစားမှတ်တက်မှာဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုဖြစ်စဉ်တွေကမီးမောင်းထိုးပြနေပါတယ်။ဒါအပြင်2008ခုနှစ်ကဖြစ်ပွားခဲ့တဲ့ကမာရွတ်မြို့နယ်စိမ့်လေကန်တာ9လောင်းပြိုင်လူသက်မှုကြီးကိုလည်းအခုချိန်ထိစုံစမ်းဖော်ထုတ်လို့မရသေးပဲရဲတပ်ဖွဲ့ဘက်ကနှုတ်ဆက်နေဆဲဖြစ်ပါတယ်။ဥခင်ကြီးရဲချုပ်အဖြစ်တာဝန်ယူစဉ်နိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုညှိုးကိန်းတွေဟာရောကျနေခဲ့တာဖြစ်ပြီး IFAD Rural Sector Performance Assessment ကတွက်ချက်ထားတဲ့ကမ္ဘာနိုင်ငံပေါင်း115နိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုညှိုးကိန်းတွေနှိုင်းယှဉ်ချက်အရဥခင်ကြီးနောက်ဆုံးရဲချုပ်အဖြစ်တာဝန်ယူခဲ့တဲ့2010ခုနှစ်မှာတင်တရားဥပဒေစိုးမိုးမှုညှိုးကိန်းဟာ3.28တာရှိပြီးဇင်ဘာဘွေနိုင်ငံပြီးရင်တရားဥပဒေစိုးမိုးမှုမရှိဆုံးနိုင်ငံဖြစ်နေပါတယ်။ဒါအပြင်စစ်အစိုးရကနေအယက်သားအရေးချုံအစိုးရပြောင်းတဲ့သမ္မတဦးသိန်းစိန်လက်ထက်မှာလဲဥခင်ကြီးဟာလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာလူမျိုးရေးပဋိပက္ခတွေပေါ်ပေါက်ခဲ့တဲ့ကာလတွေမှာလဲဒေသခံတွေအပေါ်လူခွင့်ရေးချိုးဖောက်မှုတွေကျူးလွန်ခဲ့ပါတယ်။နိုင်ငံသားဖြစ်မှုနဲ့သက်ဆိုင်တဲ့အချက်အလက်တွေဖြည့်သွင်းရမှာရိုဟင်ဂျာအမည်ကိုလက်မခံခဲ့သလိုရခိုင်ပြည်နယ်မြောက်ပိုင်းမှာလူဦးရေပေါက်ဖွားမှုနှုန်းအလွန်မြင့်မားတာကြောင့်ကလေး2ဦးသာမွေးဖွားခွင့်ရှိတယ်ဆိုတဲ့ကန့်သတ်မှုတွေကိုလည်းထုတ်ဖော်ပြောဆိုပူပါတယ်။ဦးထွန်းကြည်ကတော့ဥခင်ကြီးဟာလဝကဝင်ကြီးဘဝမှာလုပ်ပိုင်ခွင့်အာဏာကိုသုံးပြီးအစ္စလမ်ဘာသာဝင်လူနည်းစုတွေကိုနိုင်ငံမဲ့ဖြစ်အောင်ဖိနှိပ်ခဲ့တာလို့ထောက်ပြပါတယ်တမင်တကာရေကျရှိရှိနဲ့စနစ်တကျပေါ့နော်လူနည်းစုတွေအပေါ်မှာခွဲခြားဆက်ဆံတာတွေနိုင်ငံမဲ့ဘဝဖြစ်အောင်တမင်ကိုရေကျရှိရှိနဲ့သူဝင်ကြီးဖြစ်တဲ့အချိန်မှာအဲ့ဒီဝင်ကြီးအာဏာပါဝါကိုကျင့်သုံးပြီးတော့သူလုပ်ခဲ့တာတွေအများကြီးပဲဥခင်ကြီးဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါဝင်တဲ့2015နဲ့2020ရွေးကောက်ပွဲတွေကိုဝင်ပြိုင်ခဲ့ပေမဲ့ရှုံးနိမ့်ခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်ကအယက်သားအစိုးရစီကအဓမ္မအာဏာသိမ်းပြီးတဲ့နောက်အစိုးရဖွဲ့ချိန်မှာလဲဥခင်ကြီးဟာလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပါတယ်။ဝန်ကြီးအဖြစ်တာဝန်ယူပြီးတစ်နှစ်အကြာ2022ခုနှစ်ဩဂုတ်လမှာတော့တာဝန်ကနေအနားယူခဲ့ပါတယ်။အဲ့ဒီနောက်တစ်လကြာမှာပဲကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးတန်းထေးကျန်းမာရေးအကြောင်းပြချက်နဲ့တာဝန်တွေအချိန်ပြည့်မထမ်းဆောင်နိုင်တာကြောင့်လို့ဆိုပြီးတော့ဥခင်ကြီးကဥက္ကဋ္ဌအဖြစ်တာဝန်လွှဲပြောင်းယူခဲ့ပါတယ်။အဲ့ဒီနောက်လူထုထောက်ခံမှုအပြည့်အဝရထားတဲ့နိုင်ငံရေးပါတီတွေအဓိကအဖြစ်သူပြိုင်တိုင်းရှုံးခဲ့တဲ့ NLD ပါတီမပါတဲ့ရွေးကောက်ပွဲကိုစစ်တပ်အလို့ကျလုပ်ခဲ့ပြီးတဲ့နောက်မှာတော့နေပြည်တော်ဇေယျာသီရိမဲဆန္ဒနယ်ကနေပြည်သူ့လွှတ်တော်ထဲရောက်လာခဲ့တာပါလက်ရှိမှာတော့သူဟာစစ်တပ်နဲ့ကြံ့ခိုင်ရေးပါတီကြီးစိုးထားတဲ့ပြည်သူ့လွှတ်တော်ရဲ့ဥက္ကဋ္ဌဖြစ်နေပါပြီစစ်အာဏာရှင်20တိုင်အောင်တောက်တိုင်တစ်ခုအဖြစ်အသုံးတော်ခံလာတဲ့ဥခင်ကြီးတယောက်ဥပဒေပြုရေးကဏ္ဍရဲ့အရေးကြီးတဲ့နေရာကိုရောက်နေတာဟာတိုင်းပြည်အတွက်မကောင်းနိုင်ဘူးလို့ဆရာတော်ဦးအိတ်တရိယကရော
ဦးထွန်းကြည်ကပါကောက်ချက်ချကြပါတယ် သူကအဲ့ဒီဥပဒေတို့ဘာလို့ပြုတဲ့ဒီလိုစာသမားပြည်သမားမဟုတ်ဘူးနဲ့အဲ့ဒုံတိုက်ကျန်းတိုက်သမားကြီးပါအဲ့တော့တိုင်းပြည်အတွက်ကတော့တော်တော်လေးအန္တရာယ်ကြီးတယ်ပေါ့နော် တတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးတတိယနေ့မှာ သူကိုယ်နဲ့ကဥပဒေကိုမောင်းနေမယ်ဆိုတဲ့ခါကျတော့ဘာမှယုံကြည်စရာအကြောင်းမရှိဘူးလေ။ဘာကြောင့်လဲဆိုတော့တစ်ချိန်လုံးတော့ရဲချုပ်ဖြစ်တဲ့အချိန်တော့ကဥပဒေကိုကင်တွယ်ပြီးတော့သူမလိုတဲ့လူတွေဆိုရင်လူဖမ်းဝဲလှုပ်ရှားချတာလို့ပုံမှန်မျိုးနဲ့တင်ပေါ့နော်ထောင်သွင်းအကျဉ်းချပေါ့နော်ဒီလိုပုံစံမျိုးတွေလုပ်ခဲ့တဲ့အခါကျတော့သူအခုလိုမျိုးနော်ပြည်သူလွတ်တော်အောက်ကထဖြစ်တဲ့အပေါ်မှာတိုင်းပြည်အတွက်ကောပြည်သူတွေအတွက်ရောဘာမှမျှော်လင့်ချက်မရှိတဲ့ပြင်ဒီတက်ပို့ပြီးတော့ဆိုးဝါးလာဖို့ပဲမြင်တယ် လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းတဲ့ကော်မတီအစည်းအဝေးတို့ကိုလွှတ်တော်ကအတည်ပြုကြောင်းကြေညာပါတယ်